အပိုင်းနှစ်မှာအလုပ်ခွင့်ရဆင်ခွင့်မှုတွေအကြောင်းကိုပြောပြခဲ့ပြီးပြီဆိုတော့ဒီနေ့အပိုင်းသုံးမှာတော့ကျွန်တော်ကိုယ်တိုင်တောင်းဝန်ယူနေရတဲ့စိတ် marketing လောကအကြောင်းနဲ့ PNG supermarket တွေရဲ့မအားလနိုင်တဲ့အလုပ်သဘာဝကိုမျှဝေပေးသွားမှာပါ PNG မှာစိတ် marketing တောင်းဝန်ယူရပြီဆိုရင်ပိတ်ရဆိုတာခက်ရှာရှာပါတနေ့မှာစိုင်းပိတ်ရက်ကနေ့ရက်ပဲရှိတတ်ပြီးမနေ့9နာရီကနေည9နာရီအထိတာဝန်ထမ်းဆောင်ရပါတယ်ဆိုင်ထဲမှာပစ္စည်းတွေ display စင်တာ promotion တွေလုပ်တာနဲ့ customer တွေစိတ်ကျဉ်းမှုရအောင်အမြဲတမ်း view ဆိုင်နေရတာကျွန်တော်တို့ရဲ့အဓိကအလုပ်ပါပဲအလုပ်ခွင်ထဲမှာဝန်ထမ်းတွေ customer တွေနဲ့ပြောဆိုဆက်ဆံတဲ့အခါအသုံးအများဆုံးစကားလုံးတွေကိုလည်းဘုဒ္ဓတာအဖြစ်မျှဝေပေးချင်ပါတယ် price e go down ဈေးကျသွားပြီ Kitchen 2 plus pay 1 plus နှစ်ခုယူတစ်ခုပေး New plus something ပစ္စည်းအသစ် Store e finish ပစ္စည်းပြတ်သွားပြီ You find me one မင်းပါရှာနေတာလေ Scaling go အလေးချိန်တေချာချိန်မှာ Display army number 1ဒါကအကောင်းဆုံး quality ပဲ Expire day တဒန်းကုန်ဆုံးရဲ့ Writing name နာမည်ရေးပါ Turning off something စင်းကြိုက်အောင်စပါ Open door တကားဖွင့်ပါ Passing door တကားပိတ်ပါ Customer e wait step ဧည့်သည်ဆောင်နေတယ် Happy and သူ့ကိုကူညီလိုက်ပါ Lookout the good or cargo ပစ္စည်းတွေကိုတေချာထိမ့်သိမ့်ပါလုပ်တွေဘယ်လောက်များများနိုင်ရည်တွေနေပြီမဲ့လေကိုယ့်ရဲ့ကြိုးစားမှုကြောင့်စစ်တက်လာတာကိုမြင်ရတဲ့အခါမန်နေဂျာတယောက်အနေနဲ့အရန်ကိုပီတိဖြစ်ရပါတယ်နောက်လာမယ့်အပိုင်းလေးမှာတော့ကျွန်တော်တို့ဆိုင်ကိုဖိလစ်ပိလူမျိုးတွေလာပို့တဲ့လက်လုံမှုမျိုးစုံအကြောင်းနဲ့ PNG ရဲ့နနစ်စာစားသောက်မှုပုံစံတွေကိုအသေးစိတ်ပြသပေးသွားမှာမို့ subscribe လုပ်ထားကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်